သိတဲ့သူတွေကလည်းသိမယ်မသိတဲ့သူတွေကလည်းမသိဘူးပေါ့နော်မသိတဲ့သူတွေအတွက်ကိုရည်ရွယ်တာဒီလိုမျိုးချီဖွန်အင်ဂျီလေးတွေကိုချီဖွန်တွေကိုပေါ့နော်ချီဖွန်တွေကိုရှက်အင်ဂျီတွေပါချုပ်တဲ့အခါမှာဒီရှက်အင်ဂျီရဲ့ဒီရှက်အင်ဂျီကျဲသီးထက်စာတွေလေကျဲသီးထက်စာတွေကိုချီဖွန်မှာလေကော်ပိတ်လေးကတ်တယ်ဒီလားကော်ပိတ်ကနည်းနည်းပဲ2လက်မဆို2လက်မပြားလောက်ကိုယူပြီးတော့ကော်ပိတ်ကလေးဒီလိုကတ်တယ်ကတ်ပြီးတော့မှဒီလိုခောက်တယ်နော်ဒီတိုင်းချီဖွန်မှာလေဒီတိုင်းပေါ့နော်ဒါပွင့်လင်းလင်းဝင်ခံတာချိုလေးဟိုးရံဆိုလုံးဝမသိဘူးချိုလေးတို့စန်တဝါဝါနဲ့ပေါ့ဆက်ချုပ်တင်ကားစားငယ်ဘဝတော့ဆိုလို့ရှိရင်ဒီချီဖွန်တွေကိုသူများတဲ့ခါကြီးချုပ်လာတယ်လှလှပပလေးအဲ့လိုမျိုးပေါ့ဟိုချီဖွန်ရှက်အင်ကြီးလေးတွေ့တယ်ဆိုလို့ရှိရင်ဟဲချစ်စရာလေးသူတို့အိုင်နာဘလို့ကိုင်လည်းမသိဘူးနော်ငါတို့တော့မကိုင်တတ်ဘူးဆိုပြီးအဲ့လိုမျိုးဖြစ်ခဲ့ဘူးတဲ့အဲ့တော့အခုမှစပြီးလေးလာတဲ့လူတွေအတွက်ကတော့အရန် heavy กว่าတကယ်ဟိုဆရာကြီးတွေအတွက်ကြာဒါတွေကဘာမှမဟုတ်တော့ဘူးသိရမလားအဲဒါကြောင့်ပြတာအဲ့တော့2လက်မလောက်ကလေးကိုကော်ပိတ်ကလေးဒီလိုကတ်လိုက်ပါခဏလေးအဲ့တော့ဒီလိုမျိုး2လက်မလောက်ကလေးကိုကော်ပိတ်လေးကတ်လိုက်ကော်ပိတ်လေးကတ်ပြီးတော့1လက်မ2ခုခောက်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဒါကအကျယ်သီးထက်စာလေးဖြစ်သွားပြီเนาะတကယ်ပြောတာအရင်တော့ကလေကျမတို့အရန်တိုင်ပတ်တော့ဒါတွေမသိတော့တတိမွားလေးတွေကလေဘာမှမဟုတ်ဘူးဆိုပေမဲ့လေအဲ့ချိန်တော့ကတော့ကျမတို့တို့ကအကြီးပေါ့နော်အဲ့တော့လိုအပ်သူတွေယူပါမသိတဲ့သူတွေယူပါသိတဲ့သူတွေကတော့ကြော်သွားပေးပါရှင်ဆရာလောက်တာမဟုတ်ပါဘူးပြန်ပြီးတော့ sharing လုပ်တာပါမြန်မာအင်ကြီးတွေမှာလည်းသုံးလို့ရတယ်သိလားမြန်မာအင်ကြီးတွေမှာကြဲသီးတို့ပါတော့ညာလို့ဆိုလို့ရှိရင်ကြဲသီးထက်စာလေးဗာလေးရှိရင်ဒီလိုမျိုးလေးနည်းနည်းလေးခွဲပြီးတော့ကတ်ပြီးတော့မှအဲ့လိုသုံးပါနော်ဒါကျမ sharing လုပ်တာ